ပြီးခဲ့တဲ့အပတ်တုန်းကကျွန်တော်တင်ထားတဲ့ဗီဒီယိုအောက်မှာဒီ comment လေးတစ်ခုတွေ့ပါတယ်ဆိုတော့တဲ့မော်ဇနိုက်စိန်ဆိုပြီးဝယ်ကြမှာငါတို့ပဒိန်ကိုပြောတာတင်တယ်သူစလုံးတေချာမပေါင်းတတ်တာဖြစ်မယ်ဆိုတော့ငါတို့ပဒိန်ကိုလာခဲ့အတူစစ်ခွဲပေးမယ်စိန်ချောင်းသိချင်း bla 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 ပေါ့နော်ဆိုတော့ကျွန်တော်ကအဲ့ဒီမှာဘာသွားတွေးမိလဲဆိုတော့ဟုတ်တယ်ဗျဒီ comment ပတ်ရှင်ကိုပြောတာဟုတ်တယ်ဗျဆိုတော့ကိုကပဒိန်စီယာဒါမှမဟုတ်ဒီစိန်လောကနဲ့အမြဲတမ်းထိတွေ့နေတဲ့သူဆိုလို့ရှိရင်တေးကြတယ်ကျွန်တော်တို့အဲ့ဒီစိန်တစ်ပွင့်ကိုကြည့်ကြတယ်ဟာဒီစိန်ပွင့်ကမစရိုက်စိန်ကြီးလားမသိဘူးတစ်မျိုးပဲဆိုပြီးတော့တဏှာဖြစ်နိုင်တဲ့အမြင်အဲ့လိုအမြင်မျိုးရှိပါတယ်ဆိုလိုတာက well train ဖြစ်တယ်ပေါ့ဗျာဆိုတော့ကျွန်တော်ကဘာသွားတွေးမိလဲဆိုတော့တကယ်လို့များကိုကဒီစိန်လောကနဲ့မရင်းနှီးဘူးဆိုလို့ရှိရင်အပြင်လူသားဆိုလို့ရှိရင်ဒီမော်ဇန်နိုက်စိန်နဲ့တဘဝစိန်တွေကိုအမြင်အားဖြင့်ဘယ်လိုမျိုးတန်တရားဖြစ်မလဲဘယ်လိုမျိုးခွဲခြားလို့ရမလဲဆိုတော့အဲ့ဒီအကြောင်းကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဗမာဥဒုအနေနဲ့ကျွန်တော်တို့ဘယ်လိုခွဲခြားရမလဲဆိုတာခဏထားအောင်ကျွန်တော်အရင်ဆုံးအကြံပေးလိုတာကတကယ်လို့ကိုကကျွန်တော်တို့ဝေကမာကယတနာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မလို့ကိုစီမှာယုံကြည်စိတ်ချရတဲ့ဆိုင်မိတ်ဆွေဒါမှမဟုတ်ကိုယုံကြည်စိတ်ချရတဲ့ supplier ရှိရဆိုလို့ကျွန်တော်အဲ့လိုနေရာမျိုးမှာပဲဝယ်ဖို့ကျွန်တော်တို့အကြံပေးလို့ပါတယ်ဒါဆိုခေါင်းမရှုပ်ရတော့ဘူးပါဗျာ Okay ဆိုတော့ကျွန်တော်တို့ Moissanite စိန်က refractive index လို့ခေါ်တဲ့အလင်းရံညုံကိန်းမှာစိန်နဲ့မြင့်ပါတယ်ဆိုတော့အကျိုးဆက်အနေနဲ့ဒါကြောင့်မလို့ကျွန်တော်တို့တဘဝစိန်နဲ့ Moissanite စိန်နဲ့ရှင်မီးကြည့်တဲ့အခါမှာ Moissanite စိန်ကပို့ပြီးတော့မီးအားကောင်းတာကိုတွေ့ရပါတယ်လက်ဖက်ပြက်လက်နေတွေပေါ့ဗျာဆိုတော့ကျွန်တော်တို့လိုအမြဲတမ်းစိန်ကိုကြည့်နေကြသူတွေအတွက်ကြတော့ဒီလိုမျိုးလက်တာမျိုးကမျက်လုံးထဲမှာမျက်စိပဒါတာမဖြစ်ပါဘူးဒါကြောင့်မလို့တန်တရားဖြစ်တာဖြစ်ပါတယ်ဆိုတော့တကယ်လို့ကိုကအဲ့လိုမျိုးတန်တရားရှိလာပြီဆိုလို့ရှိရင်ရောင်းတဲ့သူစီကဖြစ်စိန်ကြည့်တဲ့ man blue လေးခဏငားပြီးတော့အဲ့ဒီစိန်ကိုမျက်နှာပြင်ကနေဇောင်းကနေကြည့်တဲ့အခါမှာကျွန်တော်အခုပုံမှာပြသသလိုသွေးထားတဲ့သွေးကွက်တွေကနှစ်ထပ်ဖြစ်နေတာကိုတွေ့ရတတ်ပါတယ်ဒါမော်ဇနိုက်စိန်မှာပါဝင်တဲ့အချက်တစ်ခုဖြစ်ပါတယ်ဆိုတော့အဲ့ဒါကိုတော့ကျွန်တော်စာအနေနဲ့ double refractive ဖြစ်တယ် doubling ဖြစ်တယ်လို့ခေါ်ပါတယ်ဆိုတော့တဘာဝစိန်ရဲ့69% မှာ doubling မဖြစ်ပါဘူးတော့တဘာဝစိန်တွေမှာကျတော့ single refractive လို့ခေါ်တဲ့သွေးကွက်တွေကပြက်သားအလင်းပြန်တာကိုမြင်ရပါတယ်ဆိုတော့ကျွန်တော်ဘာလို့69%လို့ပြောရလဲဆိုတော့တစ်ခါတလေမှာစိန်ကသွေးခွက်မကောင်းဘူးပူအားသွေးခွက်ဖြစ်နေမယ်ဆိုလို့ရှိရင်တော်တကလိုမျိုး single refractive ဖြစ်တာကိုပြက်သားမမြင်ရတဲ့အတွက်ကြောင့်ကျွန်တော်စကားချင်ထားတာဖြစ်ပါတယ်ဆိုတော့တခြားသောစစ်လို့ရတဲ့နီလန်းတွေတော့ရှိပါတယ်ဒါပေမဲ့နေပညာတွေကလည်းအမြဲတမ်းတိုးတက်နေတဲ့အတွက်ကြောင့်နောက်ပိုင်းဒီမှာအဲ့လိုနီလန်းတွေကိုဖြစ်မိတဲ့ Moissanite စိန်ကကြော်လာနိုင်စမ်းရှိပါတယ်ဆိုတော့ဥပမာကျွန်တော်ဒီ Moissanite စိန်ကိုစစ်တဲ့စက်တွေဆိုရင်ကိုပဲတနေ့မတူပါဘူးတနေ့ကို version အသစ်မြင့်ပြီးတော့ထွက်နေရတာပါဆိုတော့ကိုကအဆက်အဟောင်းနဲ့ထောက်ကြည့်ပြီးတော့ငါစိန်ကတော့ Moissanite စိန်မဟုတ်ဘူးဟဲ့ဆိုပြီးတော့စိတ်အေးနေလို့မရပါဘူးဆိုတော့ကိုစစ်တဲ့ဆက်ကဆိုတော့ကိုစစ်တဲ့ဆက်ကို Moissanite စိန်ကကြော်သွားနိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ကတော့ဘယ်လိုစစ်လို့ရပါတယ်ညာလို့စစ်လို့ရပါတယ်တဏှာဖြစ်နိုင်တဲ့နီးလန်းတွေပြောနေပေမဲ့တကယ်ကျွန်တော်တို့အကြံပေးလိုတာကတော့ကိုယ်ဝယ်ယူတဲ့အခါမှာ certificate ပါတဲ့စိန်ဝယ်လို့ပို့ပြီးတော့အဆင်ပြေပါတယ် certificate ပါတဲ့စိန်ဝယ်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်အဲ့လိုမဟုတ်ပဲကိုက certificate မပါတဲ့စိန်ဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာဟုတ်ပဲတကယ်ကိုကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့နောက်တကယ်ကိုခင်မိတဲ့စက်တွေနဲ့ထားရှိတဲ့ local လက်တွေအများများရှိပါတယ်ဆိုတော့အဲ့ဒီမှာစိတ်ပြီးဝယ်မယ်ဆိုရင်တော့ပို့ပြီးတော့စိတ်ချပါတယ်ဆိုတော့အကျိုးရှိမလဲကြည့်ပါတယ်အားလုံးပဲလှပပြီးတော့တန်မိုးနဲ့ထိုက်တဲ့ရတနာလူတိုင်းပိုင်ဆိုင်နိုင်ကြပါစေရိုင်းတိုင်းမမြန်မာမှာကိုရဲရင်ပါ For those who want more